ကျမ်းမာရေးညံ့နေလို့ဆိုတော့ကျမ်းမာရေးပြန်ကောင်းလို့ခြေရတဲ့ရဲတွေကရှိပါတယ်နော်သူကသင်္ဘောသီးအစိမ့်တစ်လုံးဝယ်ရတယ်ပေါ့နော်အဲ့လိုမစိမ့်မမဲ့လေးဆိုလို့ရှိရင်ပိုကောင်းတယ်သင်္ဘောသီးတစ်လုံးဝယ်သင်္ဘောသီးကိုထောင်လိုက်ပေါ့နော်ထောင်တဲ့ခါမှာပြန်မလဲအောင်လို့အောက်ကဖလားတော်၎င်းဖန်ခွက်တော်၎င်းစလုံးတော်၎င်းတစ်ခုခံပြီးတော့အပေါ်ကနေသင်္ဘောသီးတွေအရှိလိုက်ကလေးထောင်နာရမယ်သင်္ဘောသီးအပေါ်မှာလေအညာလေးရှိတယ်မလားထိတ်ကလေးမှာအဲ့ဒါလေးအပေါ်ဘက်ကိုထားပြီးတော့ထောင်ပေးသင်္ဘောသီးရဲ့ပတ်လေဒီမျိုးပတ်လေပေါ့အဲ့ဒီအညာလေးရဲ့ဒီပတ်လေမှာရောင်စုံချက်ရှာ9ခုစိုက်ကမယ်နိဗ္ဗာန်ကိုယ်ဆိုင်မှာချက်ရှာလို့သွားဝယ်လို့ရှိရင်ရတယ်နော်ရောင်စုံဝယ်ခဲ့ရောင်စုံချက်ရှာ9ခုပတ်လေစိုက်လိုက်ချက်ရှာလေးတွေမှာစာရေးဟလာဘာနေသမီးဘာနေသားမဘသူမမသူဟလာကျမကြီးမြတ်ကောင်းပါစေအသက်120ရှိပါစေစာရေးပေါ့ဒါတော့ဓာတ်သဘောတရားရရေးတာပေါ့ဘသူမှတော့120မရှိပါဘူးเนาะအဲ့တော့ဟိုနမိတ်ရရေးတာပေါ့เนาะအဲ့တော့ကျမကြီးတွေကောင်းလာပါစေဟလာနေပြန်ကောင်းပါစေနလန်ပြန်ထူပါစေအစကြီးပြန်ဆူတောင်းပြီးတော့ရေး6လက်စလုံးမှာရေးအဲ့ဒါပတ်လေဒီခုနကျမတီးပတ်လေမှာစိုက်ကမယ်เนาะစိုက်ပြီးသွားရင်အပေါ်မှာခုနအညာလေးရှိတယ်မလားသင်္ဘောတီးအညာလေးအဲ့ဒီအညာလေးပေါ်မှာတစ်နေ့ကိုဖျောင်းနိုင်တစ်တိုင်းတင်ထုံးရမယ်9ရက်ထုံးပေးရမယ်တစ်နေ့တစ်တိုင်း9တိုင်းထုံးပေးရမယ်ပေါ့နော်တစ်နေ့ကိုတစ်တိုင်း9ရက်ဆို9တိုင်းထုံးပေးရမယ်သင်္ဘောတီးနဲ့ချက်ချက်လေးလဲစရာမလိုတိုင်းမဲ့ဖျားစပမှာတင်လိုက်အောင်မယ်နေ့စဉ်ကိုကဖျောင်းနိုင်ထုံးပေးသွားနော်ဖျောင်းနိုင်ထုံးပေးသွားပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီကျမကြီးကောင်းမှုအတွက်ဆူတောင်းပေးရုံပဲနော်9ရက်ထုံးပေးရမယ်နော်9ရက်ပြည့်သွားလို့ရှိရင်ခုနသင်္ဘောတီးရဲ့ချက်ချက်လေးအားလုံးရဲ့ရေသွားမြောရေစီးရဲ့6မြောင်းတဲ့နေရာမှာသွားမြေပြီးတော့ဟလာအလုံးစုံခံစားနေရတဲ့ယောဂဝေဒနာတွေဟလာကိုယ်သက်6ပါယောဂဝေဒနာအားလုံးနဲ့မကောင်းတဲ့အညက်ခိုက်တွေအားလုံးပါသွားပြီဆိုပြီးမျှော့ချလိုက်အဲဆိုအားလုံးကျမကြီးကောင်းပြီးတော့နေပြန်ကောင်းသွားလိမ့်မယ်နော်လိုက်လို့ကြည့်ပါ